ဝင်ငွေပေါ်မှာအမြဲတမ်းရလာတဲ့ဝင်ငွေကိုအမြဲတမ်းကိုယ်စိတ်ထဲက၄ပိုင်းပိုင်းထားပြီးတော့တပုံကိုစုဆောင်းငွေဖြစ် emergency ထားရမယ်တပုံကိုပဲစားသုံးရမယ်ကျန်တဲ့နှစ်ပုံကအရင်နှီးလုပ်ပြီးတိုးပေါင်းအောင်လုပ်ရမယ်မြတ်စွာဘုရားအဲ့လို၄ပုံပုံခိုင်းတကယ်ကတော့မြန်မာလူမျိုးတွေဟာဒီဆင်းရဲမွဲတေနေခြင်းအတုံးနဲ့အဖြုံးကိုနားမလည်ခြင်းကလည်းအဓိကအဲ့ဒါကြောင့်မို့လို့စီးပွားသိပ်ပြီးတော့မဖြစ်ဘူးတချို့လဲကိုယ်ဝင်ငွေကဘယ်လောက်ရှိသလဲရှိတာမသိဘူးမသိတော့သူများနေသူကားဝယ်စီးတယ်ဝယ်စီးတော့ကားကိုလည်းပဲကားကထွက်နေတာ तू မမြင်ဘူးလေကိုနာဒီနာသွားလိုက်ရင်ကိုကားလေးနဲ့ကိုဆိုဟန်ကြနေတယ်ဆိုသွားတယ်သို့တော့အဲ့ဒီဟန်ကြနေတာပတ်စံမော်သွားတယ်ဆိုတော့ तू မသိဘူးမသိတော့နောက်ပိုင်းကျဘာဖြစ်တုံးဆိုဒါတွေကိုကာမိအောင်မလုံနိုင်တဲ့အတွက်ကြောင့်လုံပါပါသွားရှောင်ပြလိုက်ရတဲ့အနေထားမတွက်တတ်တာကိုပြောတာတွက်တတ်ရမယ်အမှန်ကတော့ဘာပဲဖြစ်ဖြစ်တွက်ရဒီနေ့ဝင်ငွေကဘယ်လောက်ရှိတယ်အသုံးတာဘယ်လောက်ကိုယ်မှကြံသလားမကြံဘူးလားဒါတွေကိုနေ့စဉ်နဲ့အမျှတွက်တတ်ရမတွက်တတ်ဘူးဆိုလို့ရှိရင်ဒီဆင်းရဲတွင်နဲ့နေမှာခုနမြတ်စွာဘုရားဟောတယ်လို့ပဲတပုံကိုအများနဲ့ဖယ်ထားနှစ်ပုံကတိုးပွားလောက်အောင်လုပ်ဖို့လုပ်တတ်ရကြံတဲ့တပုံပဲစားတဲ့ထဲရပဲလှူမြတ်စွာဘုရားဒီလိုဆိုတာနော်အခုကတော့မဟုတ်ဘူး၄ပုံပုံရင်၅ပုံလောက်စားတယ်ကြံတဲ့တပုံကကျွေးဗမာပို့ပြီးတော့လုပ်တာအဲ့ဒါကြောင့်မို့လို့ဗမာတွေကစီးပွားရေးမဖြစ်ကြဘူးတိတ်ဆင်းရဲသွားကြတယ်အများစုကိုပြောတာနော်ချမ်းသာတဲ့လူမရှိဘူးလို့ပြောတာမဟုတ်ခြေနေကောင်းတဲ့လူကချမ်းသာအကယ်၍သာဒီအတိုင်းလုပ်လို့မချမ်းသာဘူးဆိုတော့ကျွေးမတင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကမြတ်စွာဘုရားစကားအတိုင်းလိုက်နာမယ်ဆိုဘယ်တော့မှ